မင်္ဂလာပါဒီနေ့မိတ်ဆက်ပေးချင်တာကတော့လူတိုင်းကြိုက်တဲ့ Sony Realty Wave Wireless Headphone လေးပဲဖြစ်ပါတယ်။ Noise cancelling ကောင်းပြီး sound quality မှာစိတ်တိုင်းကြရတဲ့ပုံနေပေမဲ့ Sony Realty Wave Wireless Headphone ကတော့အပြင်သွားတိုင်း headphone ကိုအလွယ်တကူထည့်သွင်းသွားလို့ရမယ့် carrying case နဲ့လာပြီးတစ်ချိန်တည်းမှာ Bluetooth device နှစ်ခုကိုချိတ်ဆက်အသုံးပြုလို့ရပါတယ်။ Connecting cable နဲ့ USB cable တွေလည်းပါဝင်တာကြောင့် Bluetooth သီးသန့်မဟုတ်ပဲကျုံးနဲ့ပါချိန်သုံးလို့ရပါတယ်။အားပြီးတစ်ခါသွင်းထားရုံနဲ့ Noise cancelling ဖွင့်ပြီးအသုံးပြုမယ်ဆိုရင် Music play time နာရီ30ဝန်းကျင်နဲ့ပိတ်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင်တော့ Music play time နာရီ50ဝန်းကျင်ရရှိမှာဖြစ်တာကြောင့်ဘက်ထရီအားကိုစိတ်ပူစရာမလိုပဲအပြင်သွားတိုင်းယူသွားလို့ရပါတယ်။နူးညံ့ဤဆက်နေတဲ့ ear cup တွေကိုအသုံးပြုပေးရတာကြောင့်အခြေချာတက်ထားရင်တော့မှတက်တာရှိစေနိုင်ပါတယ်။ ear cup တွေကလည်းအသေးမဟုတ်ပဲအတွင်းဘက်ကိုလှည့်သုံးလို့ရတာကြောင့်ကိုလိုတလူထားသုံးလို့ရပါတယ်။ Sony Realty Wave Wireless Headphone မှာတော့ရွေးချယ်စရာအယောင်2မျိုးရှိပြီးပစ္စည်းအတွက်အာမခံတစ်နှစ်ပါဝင်ပါတယ်။ဒီ Sony Realty Wave Wireless Headphone နဲ့သာဆို music ကိုဖတ်ရဲထိတ်ဆုံးကိုရောက်ရှိနေတယ်လို့ခံစားရစေမှာအသေးချပါပဲ။ဒီ Sony Realty Wave Wireless Headphone လေးကိုကြိုက်နှစ်သက်လို့ဝယ်ယူအားပေးချင်ပါတယ်ဆိုရင်တော့စိန်ကျုံး City မှာရှိတဲ့ ID Industry ကိုလာရောက်ဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်။